positive risk ဆိုတာဘာလဲပေါ့နော် risk လို့ပြောလိုက်တာ ਨੇ ကျွန်တော်တို့ကဆိုးတာတွေအန္တရာယ်ရှိတာတွေdanger uncertainty loss ဒါတွေပဲပြေးမြင်တတ်တယ်ပေါ့နော်ဒါပေမဲ့ risk ထဲမှာအကျိုးရှိတဲ့အခွင့်အလမ်း opportunity ဖြစ်စေနိုင်တဲ့ positive risk တွေလည်းရှိပါသေးတယ်ဒီ positive risk တွေကိုခိုင်းတွေ့တဲ့နီလာ၄မျိုးလောက်ရှိတယ်ပေါ့နော် exploit အခွင့်အရေးကိုတကယ်အောင်မြင်အောင်သုံးချတာပေါ့ဥပမာကမ္ဘောဇာက KBZ ဘေးတွေကိုစောစောစီ market တွေတွင်းလိုက်တယ်နောက်တော့3နှစ်အတွင်းမှာဖုန်းသုံးတဲ့လူတွေများလာတယ်အင်တာနက်တွေအဆင်ပြေလာတယ်သူတို့က campaign တွေကိုကောင်းကောင်းလုပ်တဲ့အတွက်ကြောင့်ထင်တဲ့ကအစားအပေါင်းများစွာအောင်မြင်လာတာပေါ့နော် wave money လည်းအဲ့လိုပဲ enhance ဖြစ်နိုင်ခြေတွေကိုနောက်တစ်ခုကတော့တက်ရောက်မှုတွေကိုတိုးတက်အောင်လုပ်တာပေါ့နော်ဒီဈေးကွက်တွေကိုထပ်ဖြန့်တာပေါ့တခြားနိုင်ငံတွေကိုတင်ပို့တာဥပမာကျွန်တော်မြန်မာတွေကဒီအိန္ဒိယပဲကိုအိန္ဒိယကိုပဲမပို့တော့ဘူးအခုဒါ UAE တို့ Europe တို့ထပ်ဖြန့်ပြီးပို့တာမျိုးနောက်တစ်ခုက share ပေါ့နော်ဒီတူးတွေကိုမလုပ်တော့ဘဲနဲ့တူးတွေတယောက်တွေကိုအောင်မြင်အောင်မလုပ်တော့ဘဲနဲ့တခြားအဖွဲ့တွေ company တွေနဲ့ပေါင်းပြီးလုပ်တာမျိုးဥပမာပြောမှဆိုရင်အင်းလေးကံမှာဆိုလို့ရှိရင် eco hotel တွေတိစောက်တဲ့အခါ people investor တွေနဲ့ပူးတွဲလုပ်ကိုင်တာပေါ့ဟောနော်ဒီ risk တွေကိုလည်းမျှဝေတာခံစားတာအဲ့လိုပဲနောက်တစ်ခုကကျတော့ accept သူကစောင့်ကြည့်နေတာပေါ့နော်စောင့်ကြည့်ပြီးတော့ဖြစ်လာတဲ့ဟာတွေရိုက်ယူလိုက်တာအနာဂတ်မှာဈေးကွက်တွေကဒီဈေးကွက်တက်လာမလားဆိုအဲ့လိုမျိုးပဲဒီမျိုးပြဒေတာတစ်ခုမှာမြေဈေးကတက်နိုင်တာမျိုးတက်လာမယ်ဆိုလဲဟိုယူလိုက်မယ်မတက်ဘူးဆိုလည်းဘာမှမဖြစ်ဘူးအဲ့ပုံစံမျိုး